Happy New Year 2026ပါရှင်ဒီနေ့ကတော့ New Year ပထမဆုံးနေ့လေးပေါ့နော်နှစ်တစ်ကပထမဆုံးနေ့တစ်ကလေးမှာပေးမဲ့ဟာလေးတွေကတော့မနက်ဖြန်ဆိုလည်းပြသူလာပြီးအမေနေ့လေးအားကြောင့်မမေတို့ကတော့ New Year promotion တွေကိုဒီဓာကြီးလေးလေးတွေကိုထည့်ပေးလိုက်ပါတယ်ရှင်ဓာကြီးလေးရေးကြိုက်တာယူကြိုက်တဲ့တစ်စိမ့်ယူလက်ရေးပါတိတ်တွေကိုမှလေးတကွင်းကို3000နဲ့ကြိုက်တာကိုမြန်လေးလာယူပေးပါရှင်အကုန်မြန်တာမို့လို့နောက်ကျသွားရင်တော့မကြံတော့ပါဘူးရှင်နော်စောစောလေးလာမှစိတ်ချမှာပဲเนาะဒါလေးကတော့ဘုံမတစ်စိတ်လေးပါဘုံမကိုဓာကြီးလေးရေးစေးသားနှစ်ဖက်ပေါက်တိပြီးသားပေါ့နော်2မီတာကွင်းချက်လေးပါရှင်ဒီဟာလေးကစက်သွေးရောင်လေးပေါ့နော်စက်သွေးရောင်လေး3000ဒါလေးကကျတော့မင်းကိုရောင်လေးပါရှင်မင်းကိုရောင်ချောကလက်ရောင်ပေါ့နော်အဲ့လိုပုံစံလေးပါရှင်ဒါလေးကတော့သူကကျွန်းရောင်လေးရှင်သူကဒါလေးကကျွန်းရောင်လေးအသားတစ်စိတ်လေးအကုန်ပါပါမယ်ရှင်အနာလုံးပြီးသားစေးသားနှစ်ဖက်ပေါက်ဒါမိတ်ကြီးနေပါနော်ဘုံမလေးပါရှင်ဘုံမလက်ရေးလေးပါဒါလေးကကျတော့သူကကျတော့ဘာရောင်လေးလဲဆိုရှားရောင်လေးပေါ့နော်ဒါလေးကရှားရောင်လေးပါလှတော်လေးတွေပါရှင်နော်အစင်လေးတွေအကြောင်းလေးတွေကွဲပါမယ်ကြိုက်တာလေးတွေလာပြီးတော့မှ Viber ဒါမှမဟုတ်ခုံ3ညနှစ်ခု6ပေါ့နော် Viber ခုံ3ညရဲ့ CP ရဲ့မှာလာပြီးတော့မှာပေးပါရှင်ညံလေးလာပြီးမှရပါမယ်ရှင်ဒါလေးကတော့3မိန်းရောင်လေးပေါ့3မိန်းရောင်လို့ပြောမယ်နော်3မိန်းရောင်ရင်လေးအုပ်ကျိုးနီအုပ်ကျိုးအနီတော့မဟုတ်ဘူးအုပ်ကျိုးရောင်လေးနဲ့3မိန်းရောင်လေးကြားလေးပေါ့နော်ဒါလေးကကြတော့သူက smart တစ်စိတ်လေးဖြစ်သွားရှင်ဒါလေးကကြတော့ smart ကလေးကိုမှသူကဟိုပါပေါ့ကရမတ်ပေါ့နော်စမတ်ကရမယ်လေးပါစမတ်ကရမယ်လေးလည်း3000မှာကြိုက်တာယူပါ3000မှာခဏလေးကရှားရောင်လေးပါရှင်ဒါလေးကအုပ်ကျိုးရောင်လေးပါဒါလေးကကျတော့အပြာလေးလှရနော်အပြာလေးစိုးဖတ်နေတာပဲဒါလေးလည်းလှတယ်နောက်ပြီးတော့ခါကြကြည့်မှာနော်ဒါလေးကကျတော့သူကဓာစိမ့်လေးနော်ဓာစိမ့်လက်ရည်လေးပါရှင်ဓာစိမ့်လက်ရည်ဒီမှာအသားတစ်စိတ်တွေပါတယ်ရှင်နောက်အကုန်လုံးသားတစ်စိတ်ပါပါတယ်မမေအင်ဒိုနီးရှားဒါလေးလည်းဒါရေဆိုလေးပေါ့နော်ရေဆိုအခန့်ွယ်လေးဓာစိမ့်မကြိုက်တဲ့သူတွေဆိုလို့ရှိရင်ဒါလေးလည်း3000မှာဒါလေးကဓာကြီးဟိုပါပေါ့SAG တစ်စိတ်ပေါ့နော်ဒါကြီး SAG ကိုမှ तू ကဒီလိုမျိုးအပွင့်လေးတွေပေါ့အမိတ်ကကြတော့ဒီလိုအပွင့်မိတ်ကလေးတွေနဲ့ဒါလေးဒီဇိုင်းတစ်လေးပါပဲရှင့်ဒီဟာလေးဆိုလို့ရှိရင်နှာရယ်နော်ဟိုမဲနဲ့ပြလေးခေါ်မလားနော်အဲ့လိုခရမ်းပြလိုမဲနဲ့ပြလိုအယောင်လေးနော်အရန်လှပါတယ်ရှင့်ဒါလေးကကြတော့ဒါလေးကကြက်သွေးနီလေးပေါ့နော်ဒါလေးကကြက်သွေးနီလေးပါရှင့်လှရနော်ဒီမှာသူလှုပ်ထားတဲ့အယောင်လေးတွေတွေ့လားနော်အစင်လေးတွေဇိုင်းလေးရမ်းလှပါတယ်ဒါလေးအစ်စ်လေးတွေပါဒါလေးတွေကိုမှ3000နဲ့ဒါယူပေးပါရှင့်နေကြပါတလေးရောက်တဲ့မျိုးတွေအကုန်လုံးအရင်ကချေရပါတယ်ရှင်ဒီကမင်းကိုရောင်လေးပေါ့နော်ဒါလေးကမင်းကိုရောင်လေးအစင်လေးလှရနော်စိတ်ကလေးတွေနော်ဒါသေးဆိုမစိတ်လုံးမကျဲလုံးလေး3မင်းရောင်လေးနော်အရောင်လေးတွေအစင်လေးတွေအကုန်လုံးပဲရောင်မရှိပဲစရာအစင်မရှိပါဘူးရှင်ဒါလေးကတော့မင်းနဲ့ပြလေးပါရှင်နှက်ပြလေးပေါ့နော်နှက်ပြလေးလည်းလှရနော်တကယ်လှပါတယ်ဒါလေးဆိုလို့ရှင်မြင်းချီလေးပါရှင်မြင်းချီလေးပါနော်ဓာနီလေးတွေကိုမှ3000နဲ့ပေးမှာပါရှင်ဘာယူ3000နော်ဟိုဟာဗာလေလက်ရေးမဟုတ်စေးရေးတောင်မှ2000ကျော်2000ခွဲအဲ့လောက်ပေးရတယ်လေနော်ဒါလေးက3000နဲ့တန်လုံးလို့ခါတယ်မရလိုက်မှဆိုးလို့ပါရှင်ညံလာကြပါဒီဟာလေးကဗာလေကြောက်စိမ့်လေးပေါ့နော်ကြောက်စိမ့်လေးနော်တရက်ကနေ3ရက်ပေါ့နော်တရက်ကနေ3ရက်အတွင်းမှာရမှာပါရှင်3ရက်ကျော်သွားလို့ရှိရင်တော့ဒီဈေးကြီးမရတော့ပါဘူးအဲဒါကြောင့်မလို့ဥတဲ့သူရပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်